မင်္ဂလာပါအစ္စရေးနိုင်ငံ၏တမိုင်းအချင်းချုပ်ကိုကျွန်ုပ်လေ့လာရှာဖွေတွေ့ရှိမိသလောက်ပြန်လည်ပြီးဝေမျှလိုက်ပါရခင်ဗျာအစ္စရေးနိုင်ငံ၏တမိုင်းမတိုင်မီနှင့်ရှေးဟောင်းခေတ် BC 1200ဝန်းကျင်တွင်ဟေဘရုဟုခေါ်သောဣသရေလလူမျိုးများကခါနန်ဒေသဟုခေါ်သောယခုပါလက်စတိုင်းအစ္စရေးတွင်စုစည်းနေထိုင်လာခဲ့ကြပါသည်တမန်ကျမ်းစာတွင်ဤဒေသကိုဂရိတော်မြေအဖြစ်ဖော်ပြထားပါသည် BC 1000ဝန်းကျင်ခန့်တွင်ဒေးဗစ်ဘုရင်နှင့်တာရှလမုန်ဘုရင်တို့တွင်ယေရုရှလင်မြို့သည်ဣသရေလအင်ပါယာ၏မြို့တော်ဖြစ်လာခဲ့ပါသည်တာရှလမုန်ကွယ်လွန်ပြီးနောက်နိုင်ငံသည်မြောက်ပိုင်းဣသရေလပြည်နှင့်တောင်ပိုင်းယူဒပြည်ဖြစ်ကွဲသွားခဲ့ပါသည်ဣသရေလနိုင်ငံ၏အလယ်ခေတ်မှ638ခုနှစ်ပတ်ဝန်းကျင်တွင်အာရဗ်မွတ်စလင်များဒေသကိုသိမ်းပိုက်ခဲ့ပြီးယေရုရှလင်သည်အစ္စလာမ်ရဲ့ယဉ်ကျေးမှု၏အရေးပါသောမြို့တစ်မြို့ဖြစ်လာခဲ့ပါသည်1099ခုနှစ်မှ1291ခုနှစ်အတွင်းခရစ်စစ်ပွဲများအတွင်းတွင်ဥရောပခရီးယန်များဒေသကိုထိန်းချုပ်ခဲ့တော်လဲနောက်ပိုင်းတွင်အော်တိုမန်တူရကီတို့ကသိမ်းပိုက်ခဲ့ပါသည်1519မှ1919အော်တိုမန်အင်ပါယာလက်အောက်တွင်ပါလက်စတိုင်းဒေသရှိနေခဲ့ပါသည်ထိုကာလအတွင်းဂျူးလူနည်းစုများဒေသအတွင်းဆက်လက်နေထိုင်ခဲ့သည်ဟုသိရပါသည်ဗြိတိရှအုပ်ချုပ်သောအချိန်ကာလ19ရာစုနောက်ဥရောပတွင်ဂျူးများအပေါ်ဖိနှိပ်မှုများတိုးလာပြီးတော့ဂျူးလူမျိုးဘာသာရေးလှုပ်ရှားမှုပေါ်ထွန်းလာခဲ့ပါသည်ရည်မှန်းချက်မှာဂျူးလူမျိုးများတမိုင်းဝင်မြေတွင်နိုင်ငံတည်ထောင်ရန်ဖြစ်ပါသည်1918ခုနှစ်တွင်ဗြိတိရှအစိုးရကကြေညာစာထုတ်ပြန်ခဲ့ပြီးပါလက်စတိုင်းတွင်ဂျူးလူမျိုးများအတွက်အမျိုးသားအိမ်တည်ထောင်ရန်ထောက်ခံခဲ့ကြပါသည်1920မှ1918တွင်ဗြိတိရှတို့ကပါလက်စတိုင်းကိုအုပ်ချုပ်ခဲ့ပြီးဂျူးနှင့်အာရဗ်အချင်းချင်းပြိပက္ခစတင်ဖြစ်ပွားခဲ့ပါသည်အစ္စရေးနိုင်ငံစတင်ဖြစ်ပေါ်လာခြင်း1949ခုကုလသမဂ္ဂပါလက်စတိုင်းကိုဂျူးနှင့်အာရဗ်နိုင်ငံအဖြစ်ခွဲဝေရန်အစီအစဉ် UN Partition Plan ကိုအတည်ပြုခဲ့ပါသည်အာရဗ်များကဤအစီအစဉ်များကိုညှင်းပယ်ခဲ့ကြပြီး1948ခုနှစ်မေလ14ရက်ဗြိတိရှအုပ်ချုပ်မှုအဆုံးသတ်ပြီးနောက်ဒေးဗစ်ဘေဂူရီယန်ဦးဆောင်သောဂျူးကောင်းဆောင်များကအစ္စရေးနိုင်ငံကိုလွတ်လပ်ရေးကြေညာခဲ့ပါသည်1948ခုနှစ်နဲ့49ခုနှစ်အတွင်းအကြာအစ္စရေးလွတ်လပ်ရေးကြေညာချက်နဲ့အတူအာရဗ်နိုင်ငံများအီဂျစ်ဂျော်ဒန်ဆီးရီးယားလက်ဘနွန်အီရတ်နှင့်ပထမဆုံးအာရဗ်အစ္စရေးစစ်ပွဲစတင်ခဲ့ပါသည်အစ္စရေးကအနိုင်ရပြီးနယ်နိမိတ်များချဲ့ထွင်သိမ်းပိုက်နိုင်ခဲ့ပါသည်အစ္စရေးလူမျိုးများ၏စစ်ပွဲများနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှာအောက်ပါတိုင်းဖြစ်ပါတယ်1968ခုနှစ်6ရက်စစ်ပွဲအစ္စရေးကအီဂျစ်ဂျော်ဒန်နဲ့ဆီးရီးယားတို့ကိုအနိုင်ရကဂါဇာကမ်းမြောင်အနောက်ဘက်ကမ်းပေါ်လန်ကုန်းမြစ်နဲ့ယေရုရှလင်အပါအဝင်နယ်မြေများကိုသိမ်းပိုက်ခဲ့ပါသည်1983ခုနှစ်တွင်ယုံကြည်ခြင်းစစ်ပွဲဟုခေါ်သောအီဂျစ်နှင့်ဆီးရီးယားတို့ကအစ္စရေးကိုအံ့အားသင့်စွာတိုက်ခိုက်ခဲ့တော့လဲအစ္စရေးကအနိုင်ရခဲ့ပါသည်1989ခုနှစ်တွင်အီဂျစ်နှင့်အစ္စရေးတို့တဘောတူညီချက်စာချုပ်စိန့်ကက်သရင်စာချုပ်ကိုချုပ်ဆိုနိုင်ကြပြီးစနိုင်းကျွန်းဆွယ်ကိုအီဂျစ်ပြည်သို့ပြန်လည်ပေးအပ်ခဲ့ပါသည်1993ခုနှစ်တွင်အော်စလိုတဘောတူညီချက်ကိုရေးဆွဲခဲ့ပြီးအစ္စရေးနဲ့ PLO ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ဟုခေါ်သောသူတို့နဲ့တဘောတူညီချက်ရရှိပြီးတော့ပါလက်စတိုင်းကိုပိုင်အုပ်ချုပ်ခွင့်ကိုအတိအမှတ်ပြုခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ခဲ့ပါသည်21ရာစုအခြေအနေမှာပါလက်စတိုင်းနှင့်ပြဿနာများဖြစ်ပွားခဲ့ပါသည်အနောက်ဘက်ကမ်းနှင့်ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေးနှင့်ပါလက်စတိုင်းအဖွဲ့များဟာမတ်စ်ဖက်ဒက်အကြားပြိပက္ခများဆက်လက်တည်ရှိနေခဲ့ပါသည်
2020 ခုနှစ်တွင်သဘောတူညီချက်ကိုပြန်လည်ရယူခဲ့ပြီးတော့အစ္စရေးက UAE, Bahrain, Morocco နဲ့ဆူဒန်နိုင်ငံများနဲ့တန်တမန်ဆက်ဆံရေးများပြန်လည်တည်ဆောက်ခဲ့ပါသည်အရေးပါတော့သဘောတူညီချက်များမှာယေရုရှလင်မြို့မှာဂျူးခရစ်ယာန်များနဲ့အစ္စလာမ်ဘာသာတို့အတွက်တန့်ရှင်းသောမြို့ဖြစ်ပြီးနိုင်ငံရေးအရာအငြင်းပွားမှုများလည်းဖြစ်တော့အချက်အချာကြတည်နေရဖြစ်ပါသည်ဂျူးလူမျိုးအများစုကကဘာတဝမ်းမှဂျူးများအစ္စရေးတို့ပြောင်းရွှေ့နေထိုင်လာခြင်းအာလီယာဒီနိုင်ငံ၏လူဦးရေနှင့်ယဉ်ကျေးမှုကိုပုံဖော်ပေးခဲ့ပါသည်အစ္စရေးတမိုင်းနဲ့ရှုပ်ထွေးပြီးပြိပခါများဘာသာရေးနဲ့နိုင်ငံရေးအကျိတ်အနေဖြစ်ပွားမှုများပြည့်နေတော့လဲဤပညာစီးပွားရေးနဲ့ပညာရေးတွင်ကမ္ဘာအဆင့်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတည်းရဲ့ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ